Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဘာလို့မနေ့ကဒီငါးထီးနဲ့ဒီငါးမနဲ့ဖောက်မယ်ဆိုတာပြောလိုက်တာဘာလို့တော့ဒီနေ့မအားလို့မဖောက်လိုက်ရဘူးနော်ဒီနေ့မဖောက်လိုက်ရဘူးဆိုတော့ကျွန်တော်ဒီဘက်ထဲမှာလည်းကြောင်းသွားမှာဆိုတော့မအားဘူးနောက်တစ်ပတ်လောက်မှဖောက်ပြတော့မယ်ဟုတ်ကဲ့ပါအခုဒီနေ့ကျွန်တော်ဒီမှာဒီကောင်လေးထိတ်ရောက်ပါတယ်မျက်လုံးကတလုံးတော့ဘလက်နဲ့သူ့ဘိုက်ကိုကြတော့ဖောက်ပြင်ရသူ့ဘိုက်မှာကြတော့အကြီးကုန်မပါဖောက်ပြင်ဘိုက်တရားစားကောင်းလေးတော့ကျွန်တော်4000နဲ့ဝယ်လာဖြစ်ပါတယ်ဒီကောင်တော့9000ဒီကောင်လေး4000မဟုတ်ဒီကောင်9000ဒီကောင်မှလည်း9000ပဲဘောမီရအယောင်ပြဟန်ဒီကောင်မလည်း9000ဟိုဖုန်းဝါသေးတယ်ဒီကောင်မလည်း9000နော်ဘာတော့ဒီကောင်နေကြတော့ဒီမှာဟုတ်နော်ဘလက်ဝါတာလို့ပြောရတာကြတော့ဒီတော့ဗနာရွက်ကိုအရေးကြူတာဖြစ်ပါတယ်ဗနာရွက်ကြူတာပေါ့နော်ဒါကျွန်တော်ဗနာရွက်အထက်အများကြီးတော့ဘလက်ပြောင်းသွားတာဒီတော့တစ်စက်နှစ်စက်လောက်ပဲထည့်ရပါတော့ကျွန်တော်ဒါကြတော့ဒီလိုหนีွားရကြတော့ဗနာရွက်ထည့်ရလို့ပြောတယ်ကြောင့်ဗနာရွက်တွေကအနီအောင်နေရတို့ရည်တဲ့အနီအောင်ပြောင်းသွားတာနော်ဒီကန်တွေကိုမနှက်ဖင်ညာလှည့်มาဖြစ်ပါတယ်မနှက်ဖင်ညာဘာတနင်္ဂနွေနေ့ဆိုအလုပ်ဒီကန်လှည့်ဒီကောင်ကကျတော့အခုမှဝယ်လာတော့လေရမလို့ဒီနှစ်ကန်ရဲ့ဒီအောက်ကဒီဘုံလေးရဲ့လေရရှည်လေရဒီကောင်ကကျတော့ဒီနေ့အတိုက်ဆောက်တာကောင်အတိုက်ဆောက်တယ်ဒီကောင်ကျတော့သူပတက်စီမထည့်ပေးခင်ကဘီနာမှာပတ်ဆောက်တာဒီကောင်ဘီနာပတ်ဝန်းကျင်အမြုပ်လေးအတိုက်ပတ်ဆောက်တယ်ဒီကောင်နှကောင်ကျတော့ဒီလိုလေးဖွင့်ပေးလိုက်ပြီဒီကောင်အတိုင်းကားလိုက်အကျိုးကောင်သွားလို့ရှင်နေကျွန်တော်ဒီကောင်နဲ့ဘာတော့နောက်ထပ်2ပတ်3ပတ်လောက်ဒီကောင်ကိုမွေးပြီးလို့ရှင်တယ်ကျွန်တော်ငါးသွားတိုက်မှာပေါ့နော်ဒီကောင်မွေးပြီးရင်ငါးသွားတိုက်မှာ2ပတ်3ပတ်လောက်လာပေါ့နောက်လာနေလို့ရှင်ငါးသွားတိုက်ဒီကောင်နဲ့ငါးသွားတိုက်ကြည့်အောင်အယောင်လာကောင်9000တန်သွားရင်တော့ဝယ်ရတယ်ဒီကောင်ကျတော့ကျွန်တော်ပြန်ရောင်းမှာပေါ့နော်ကျွန်တော်တို့အပိုင်းတွေကဂရီတယောက်ရောင်းအေးပါမီးရတယ်ဒီကောင်ပေါ့နော်ဟိုပိုင်းကဂရီတယောက်ရောင်းဒီကောင်ကျတော့ကျွန်တော်ဆက်မွေးထားမှာဖြစ်ပါတယ်ဒီကောင်ကျွန်တော် black fit လေး black eye fit ပေါ့ပြောရမယ်ဟုတ်ကဲ့ပါဆိုတော့ဒီငါတာဖောင်းရကိစ္စလည်းမဖြစ်တော့ဘူးဆိုတော့ကျွန်တော်နောက်တစ်ပတ်လောက်ကြမှပြန်လာပဲပေါ့ဖာမယ်နော်ဒီကြားထဲလည်းမအားသေးတဲ့အတွက်ကြောင့်ပရိသတ်ကြီးတို့ခွင့်လုပ်ပေးကြပါမနေ့ပြန်ကန်လဲတဲ့ဗီဒီယိုတော့ကျွန်တော်တင်ပေးမယ်နော်မနေ့ပြန်နဲ့ကန်လဲတဲ့ဗီဒီယိုတင်ပေးမယ်ဟုတ်ကဲ့ပါနော်ဒီ black water ဘာတော့လောက်ရောင်းမှုဘာတော့အစီရင်ရှိပါရဲ့ပေါ့နော် black water ရဲ့စားရဲ့ရောပြီးတော့ black water ပေါ့နော်ဒါတပူးကိုတောင်းနဲ့ရောင်းမလဲဆိုတော့ဒီ black water တပူးကိုမြန်မာငွေ9000ကျပ်နဲ့ black water တပူးကိုမြန်မာငွေ9000ကျပ်နဲ့ရောင်းမယ်ပေါ့နော်ကျွန်တော်ရှီကမှားမယ်ဆိုလို့ရှိရင်ဖုန်းနံပါတ်နဲ့လိပ်စာလေးပေးခဲ့ပါကျွန်တော်ကားနဲ့တယ်လီပို့ပေးပါတယ်ဟုတ်ကဲ့ပါပတ်စံတော့ပို့ပေးရတယ်ပေါ့နော်ကျွန်တော်လိမ်မဲ့လူမဟုတ်ပါဘူးကျွန်တော်အမှန်ကန်ပါကျွန်တော်ဒီ black water ရေရောင်းပါမယ်ဒီငါးလေးတွေကကျွန်တော်များလာမှရောင်းပေးပေါ့မယ်ပေါ့နော်ကျွန်တော်အခုပတ်စံလည်းမရှိသေးဘူးဆိုတော့ဒီလောက်ပဲနောက်ကြမှာထပ်ဝယ်မယ်ပေါ့နော်
ကျမကြီးထပ်ဝဲတော့ကိုတော့ဒီလောက်နဲ့ပဲကျင်းနှမ်းပါဟုတ်ကဲ့ပါကျွန်တော်ဒီ black water တွေလောက်ရောင်းပါမယ်ဖုန်းနံပါတ်နဲ့လိပ်စာလေးပေးခဲ့ပါအဲဆိုရင်ဒီလောက်နဲ့ပဲအဆုံးသတ်ရှင်ပါတယ်ကျွန်တော်အကောက်ကို like နဲ့ subscribe လေးနဲ့ခဲ့ပေးပါအားလုံးရှစ်တယ် bye bye